ပေးတော့မှာပဲဖြစ်ပါတယ်မတင်ဆက်ပေးခင်လေး like subscribe လေးလုပ်ပေးကြပါရှင်ဝချီ channel ကို coach အချီချီအိုတမီရဲ့ထားတော့တမီချိုချိုရဲ့ထားတော့လေမေတို့ကြောင့်ဈေးသွားကြမယ်တမီချိုချိုရဲ့ဟာကျောင်းပိတ်ပါရဆိုအားနေနူးနေရပဲအမေကတော့မေပြောဈေးမသွားရှင်ဘူးအမေကြောက်ပဲသွားလိုက်လေရဟာညောင်ဒီမှာလက်ခဲ့ရမယ်ဟာမြန်လဲချိုချိုဟုတ်အမလေးသွားချိုးလာအောင်မယ်ဟမ်ရှေ့ကိုမျက်နှာသိမ်းနေဒီခါလေးချိုးလိုက်တော့မယ်ရန်ကောင်းလေအေးနေပြီအေးပတ်တော့မယ်ငါတော့အင်ကြီးလဲလိုက်ပါအောင်မယ်ချိုမြန်မာစစံလေးပဲဝတ်ခဲ့နော်ဟုတ်ကဲ့ပါအမေရဲ့မြန်မာစစံလေးပါပဲသွားမယ်အမေဈေးချင်းတော့သွားရင်လည်းဘာနဲ့သွားမှာဟုတ်ပါလာပြီအမေရဲ့ငါဈေးချင်းတော့လိုက်ယူပြီဆိုသွားမယ်သွားမယ်ဘာနဲ့သွားမှာအမေလဲလျှောက်သွားမှာလားညောင်းတယ်သွားမှာပဲဈေးရှင်တော့မေဈေးရပဲနားမှာတော့ရှေ့မှာဘူကျော်စိတ်လေးနည်းနည်းလေးပဲနေရဟာညဖြစ်ပြနေကြချေအောင်ဒီပါထပ်တိုင်ပါဦးမလဲလူသားပါရင်အမေပြန်ကိုရအောင်အမေရလည်းကိုရအောင်စားအမလေးခုမှပဲဈေးပွင့်တော့တယ်ဟဲ့အမေနောက်ပြီးပြန်ရင်တော့ဥစားပါလေကိုရဝယ်အမလေးမေရစားပါမယ်မေရကိုရတော့အမေတီးရပါရင်နဲ့အေးအမဖယက်တီးလေးတစ်လုံးဘလောက်လဲရှင်ဖယက်တီးလေးတစ်လုံးကို900နဲ့ရောင်းပါမယ်ရှင်900နဲ့ရောင်းပါမယ်ဖယက်တီးလေးတစ်လုံး900နဲ့ဟုတ်ကဲ့လိမ္မော်တီးလေးတွေရောလိမ္မော်တီးတွေကတော့10လုံးမှ10လုံးငါ10လုံးမှ3000ပဲပေးအမ3500နဲ့ရောင်းတာ3000ပဲပေးနော်ပန်းတီးလေးတွေရောပန်းတီးလေးတွေကတော့ဗာလဲတစ်လုံးတော့600နဲ့ရောင်းပါတယ်ရှင်5လုံးယူရင်တော့2000နဲ့ရောင်းမယ်ရှင်ပြန်ဝင်မယ်နော်မိစက်သားစုပ်ပြုတ်ဝယ်ခြင်းနဲ့စက်သားစုပ်ပြုတ်တဲ့ချက်သားစုပ်ပြုတ်က900ဝတ်သားစုပ်ပြုတ်က600အမဲသားစုပ်ပြုတ်က900ပဇွန်စုပ်ပြုတ်က900ဆိုတော့အမကျမစက်သားစုပ်ပြုတ်လေးပေးနော်အေးစားဆိုင်ခွင့်လားအမစားဦးဖိုင်မရဲ့နောက်မှယူပါပစ္စည်းကုန်လေးလည်းရှိတယ်ဒီမှာလက်ဖေးဆိုင်လေးငင်းချမ်းရရှင်နဲ့ကော်ဖီတပ်ကိုဟန်ကြီးရဲ့ပရိဘောကငင်းချမ်းတော့ရှိမှနောက်မှဝယ်မယ်ဖျားပန်းလေးနောက်ပြီးဝယ်မယ်နော်ဟဲ့အသားညက်ပါမုတ်တယ်လေးရေအမချိုချိုရေအမချိုရေအမကိုလေအသားညက်ပါမုတ်ကလေးပေးဦးဘလောက်လဲမသိဘူးအန်တီယူမဲဆိုရင်တော့သမီး8000နဲ့အန်တီယူမဲဆိုရင်တော့သမီးတစ်ခု900နဲ့ပေးမယ်နော်အေးနောက်ပြီးယူလိုက်မယ်နော်ယူပြီးပြီဆိုတော့သွားမယ်ဆက်သွားမယ်ဒီနာဖျားပန်းလေးဝယ်ဦးမယ်ဟဲ့တီယာရေဖျားပန်းလေးစုံမဲနော်အေးဟုတ်ကဲ့အန်တီနေကြပန်းလေးတစည်းပေးနောက်ပြီးရင်ဒီအဖြူရောင်လေးနဲ့အဲ့ဒါတစည်းပေးဟုတ်ကဲ့မရပါပြီသွားမယ်မေရေအသားငါးလေးဝယ်အောင်အသားငါးပစုံတုပ်ကြီးဘလောက်လဲရှင်အသားငါးပစုံတုပ်ကြီးကအင်းလေးတော့ကြီးတဲ့အတွက်ကြောင့်8000နဲ့ရောင်းပါတယ်ရှင်ဟုတ်လားအဲ့ဆိုမွေတော့တော့သွားလာနိုင်ပါဦးမယ်မေရေတော့ပြုံးနဲ့သမီးကြိုက်ဆုံးသမင်းဆန်လေးပဲသွားဝင်စားကြရအောင်မရေ
ချမကိုလေချမကိုစက်သားလေးရဲ့အစုံပေးနော်အမအေးမေထိုင်ကြမယ်လာအမေထိုင်မယ်ထိုင်လိုက်အောင်မေလာချပေးမယ်နော်မေဒီနာမှာတမိထိုင်လိုက်မယ်နော်အေးစားမယ်မလေးကျမရန်စားကောင်းလေမေရန်ချက်သားပါမောက်ကိုမချက်သားလေးနဲ့နှွေးတော့ရန်ကောင်းလေမေရောချက်သားနဲ့10မိနစ်စားတာရန်စင်ပြေလားရန်စင်ပြေတာပေါ့တမိရဲ့ဒီဆိုင်နေရလာစားမယ်နော်အေးပါမေရဲ့အမအပြင်ကမစားဝယ်အောင်မယ်နော်အမေလည်းကိုရဝယ်အောင်မယ်ဟုတ်ကဲ့မေစားလို့လည်းပြီးပြီဆိုတော့မေသွားကြမယ်လာအမေ Let's go သွားကြမယ်အမေပစ်သမီးဥစားပါလေစားလေးဝင်ဖက်လိုက်အောင်မယ်မေဥစားစိုးပိုင်ရှိမှစားလေးဝယ်လိုက်အောင်မယ်နော်မေဥစားသွားဝယ်လိုက်ကိုရသွားဝယ်ခြင်းသွားဝယ်ပေါ့မေကကိုရသွားဝယ်ငါတော့စားလေးဖက်လိုက်ကိုဒီစားအနီလေးကဘလောက်လဲရှေ့ရညီမလေးဟုတ်ကဲ့ငါစိမ်းအောင်လေးပဲဝယ်လိုက်တော့မယ်အကိုပတ်စံဒီမှာပါသားပြီနော်အမေကိုရဝယ်လို့ပြီးသေးချင်နဲ့အမေပြီးပြီလားအေးပြီးပြီမီးရေသွားကြမယ်ဒီနေ့မှာတော့ဟင်းနေစုံမဲ့မေရေဒီစားလေးကိုလေဒီဈေးကိုနောင်နေကြရလာစားမယ်နော်လာဝယ်ကြမယ်နော်အေးသမီးရေပျော်တာပေါ့မေရေမေရမနိုင်တော့မေလည်းဝိုင်းဆွဲကြပါဦးအဲ့မှာမေလည်းဝိုင်းဆွဲထားတယ်ရောက်ပြီသမီးရဲ့အမေညမထိုင်လာအောင်မယ်ဟုတ်ကဲ့မေသမီးချစ်တော့ထားလိုက်ထားပြီးပြီဆိုတော့သမီးလည်းထိုင်လိုက်ပါအောင်မယ်အမလေးတနားမှဈေးကိုရောက်တယ်မလေးဈေးကနောက်ကျနေရအောင်မေသွားပြီတော့သမီးအိတ်လိုက်အောင်မယ်စားလေးပါလေးလုံးကျက်လိုက်တလောက်ပါပဲပေါ့နော်ပူချိုးဈေးလေးရဲ့ ID လေးကိုကြတော့ကျွန်မပေါ့နော်မေကိုကောမလေးတွေရဲ့အောက်မှာရိုက်ပေးထားမှာမေပေါ့နော်like subscribe လေးလည်းလုပ်ပေးကြပါရှင်ကျွန်မလည်းတော်တော်လေးမောသွားပြီပေါ့နော်ကြောင့်တတပါ